အားလုံးပဲမင်္ဂလာပါအဲ့တော့တခုပြောချင်တာခင်ဗျားတို့အန်ယူဂျီနည်းနည်းတော့လွန်နေပြီနော်နည်းနည်းလွန်လာပြီပထမတော့ကကျွန်တော်တို့ဘိုလ်ချုပ်ကနေပြည်တော်ထိတက်ကြိတ်ပလိုက်မှာဆိုတဲ့စကားကိုနောက်လိုက်ပြီးတော့ခင်ဗျားတို့ဒါနေပြည်တော်တို့လမ်းများအားလုံးနေပြည်တော်လို့អော်ခဲ့တယ်စစ်ကောင်စီကနေပြည်တော်ကိုအလုံးဝတင်းကျပ်စွာပိတ်လိုက်တယ်ဘာလို့မှလမ်းစားမရဘူးအခုကျွန်တော်တို့ဒီအာရခတ်တက်တော် AA နဲ့ဒီဘက်ကကျွန်တော်တို့ UNG လက်အောက်မဟုတ်တဲ့ PDF တပ်ပေါင်းစုတွေကဘကိုးကနေရန်ကုန်တက်မယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ဒီတိုင်းမဲ့တူတူတိတ်တိတ်လေးနဲ့နေခဲ့တယ်ခင်ဗျားတို့ UNG ရဲ့လူကြီးတွေအခုဘကိုးကနေရန်ကုန်ကိုကျွန်တော်တို့ရဲ့ PDF လေးတွေတက်မယ်လို့ခင်ဗျားတို့ဟိုးမီဒီယာတွေမှာရှောက်ပြောတယ်အမှန်တကယ်ခင်ဗျားတို့ရဲ့တက်မ900ကျော်300ကျော်ဘယ်နေရာကျော်ဖြစ်ဖြစ်ဘယ်သူမှမပါသေးဘူးအဲ့ထဲမှာခင်ဗျားတို့ကိုယ့်ရဲ့တက်မ3-500ကျော်တောင်မှပေါင်းစည်းလို့မရသေးဘူးအခုကျွန်တော်တို့ဒီအာရခတ်တက်တော် AA နဲ့စုပေါင်းခင်ဗျားတို့ PDF ဒီUNG လက်အောက်ကမဟုတ်တဲ့ PDF တပ်ပေါင်းစုလေးတွေဘကိုးကနေရန်ကုန်တက်မယ်ဆိုတဲ့ဟာကိုခင်ဗျားတို့သတင်းသွားပေးလိုက်ပြန်ပြီဒါဟိုစစ်ကောင်စီဘက်ကရိုက်စစ်เสียရအောင်မလုပ်ဘူးဒီသတင်းတွေကိုခင်ဗျားတို့ဗဇက်ကကြီးပဲလုပ်နေတယ်အရင်တော့ခင်ဗျားတို့အညာဒေသမှာအလဲပိုင်းမှာယုံထောက်မယ်ဆိုပြီးယုံဆိုင်မယ်ဆိုပြီးလုပ်ခဲ့တော့ဘယ်လောက်ထိဘုံကျဲခံရလဲခင်ဗျားတို့ UNG ကလူကြီးတွေနော်မဟုတ်တော့ဘူးနော်ခင်ဗျားတို့တွေမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့စောင့်ကြည့်နေမယ်ခင်ဗျားတို့ရဲ့ UNG လက်အောက်ခံတက်မှ400ကျော်500ကျော်300ကျော်ဘယ်100ကျော်ဖြစ်ဖြစ်ခင်ဗျားတို့ပေါင်းစည်းပြီးရန်ကုန်တိုက်ပါရအောင်တိုက်ပါဒါမှမဟုတ်ရင်ခင်ဗျားတို့ကစကားဆောက်သတင်းပေးလို့ကျွန်တော်တို့သတ်မှတ်မယ်စေရေးသတင်းတွေကဘာတစ်ခုမှကျွန်တော်တို့တွေနိုင်ငံရေးဆွေးနွေးတဲ့ဝိုင်းမှာစေရေးသတင်းဘာတစ်ခုမှကျွန်တော်တို့အစားမဖို့ဘူးဖော်လို့မှမရတာအသက်တွေနဲ့တိုက်နေတာပန်းနေနဲ့ပေါက်နေတာမဟုတ်ဘူးတနက်တွေနဲ့ပြစ်နေကြတာအသက်တွေရင်းထားတာအညာကိစ္စတုန်းကလည်းခင်ဗျားတို့ကိုကျွန်တော်တို့ပြောချင်နေတာကြားပြီအညာမှာယုံဆိုင်မယ်တကယ်တိုင်တစ်ချောင်းတော်မှတော့ထောင်လို့မရခဲ့ဘူးဘုံရင်စကျဲရောပဲကျဲလိုက်တာမှမွားစာကိုကျဲလို့အခုလက်ရန်ကုန်ဘကိုးကနေရန်ကုန်လောက်ပြန်ပြီတကယ်တိုက်နေတဲ့အဖွဲတွေတကယ်သွားနေတဲ့အဖွဲတွေဟိုမှာဂျောင်ပိတ်ကောလမ်းခုလက်မှာအတားအဆီးတွေဖြစ်လာရောခင်ဗျားတို့တာဝန်ယူရမယ်